ချစ်စရာကောင်းပေမဲ့ဒေါသကြီးတဲ့ပန်နာနီလေးတွေရဲ့အကြောင်းပန်နာနီလေးတွေဟာဆိုရင်တောင်တန်းပေါ်ရှိအေးမြတဲ့နေရာတွေမှာနေထိုင်တတ်တဲ့တတဝါအမျိုးအစားတွေပါသူတို့ဟာအနက်ရောင်နဲ့အဖြူရောင်အမွှေးတွေလှပတဲ့မျက်လုံးတွေနဲ့လှုပ်ရှားမှုနှေးကွေးပြီးချစ်စရာကောင်းတဲ့ပုံမှန်သဏ္ဍာန်ကြောင့်လူသိများကြတော့လေဒေါသထွက်လေတဲ့ဇယိုက်လက္ခဏာများလည်းပိုင်ဆိုင်ထားကြပါတယ်ပန်နာနီတွေဟာရေဘူးရအားဖြင့်တကောင်နဲ့တည်တတ်နေထိုင်တတ်ပြီးသူတို့ရဲ့ပိုင်နက်နယ်မြေကိုနေရာယူတတ်ကြပါတယ်။သူတို့ဟာအလွယ်တကူလန်တက်စိတ်ဖိစီးမှုများတတ်ပြီးအထူးသဖြင့်သူတို့ကိုတစုံတစ်ယောက်ကလာရောက်စားနောက်တာဒါမှမဟုတ်အနေရပြုတ်မှုစူးစမ်းတယ်လို့ခံစားရရင်ချက်ချင်းခုခံကာကွယ်ဖို့ပြင်မာတော့တယ်။သူတို့ဒေါသထွက်လာတဲ့အခါဒါမှမဟုတ်ချိန်ချောက်ခံရတဲ့အခါပြုတ်လုံလေးရှိရဲ့အပြုတ်အမူကတော့မတ်တရက်ပြီးရှေ့လက်နှစ်ဖက်ကိုမြှောက်ထားတာပါပဲဒါဟာလူတွေအတွက်ချစ်စရာကောင်းအောင်လုပ်ပြနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာသူတို့ရဲ့ချွန်ထက်တဲ့ခြေသေးတွေကိုပြသပြီးကိုအင်အားကြီးတယ်လို့ဟန်ဆောင်ကငါ့ကိုလာမထိနဲ့ဆိုတဲ့အမှုအရာကိုပြသနေရပဲဖြစ်ပါတယ်ဒါကြောင့်ပန်နာနီလေးတွေဟာရုပ်ရည်အားဖြင့်အလွန်အမင်းချစ်စရာကောင်းပြီးလူတွေရဲ့အသေးဆွဲဖြစ်နေပေမဲ့တကယ်တမ်းမှာတော့သူတို့ဟာအိမ်မွေးတရိတ်ဆန်တွေလိုအကင်အတွေ့ခံအစအနောက်ခံရတာကိုလုံးဝမကြိုက်တဲ့လွတ်လပ်မှုကိုညှက်နိုးတဲ့တတဝါလေးတွေပဲဖြစ်ကြပါတယ်